မင်္ဂလာခင်ဗျာမကိုင်းမကြိုဆိုပါရစေအဲ့တော့ဒီဗီဒီယိုသင်ခန်းစာမှာ browser သုံးတဲ့အခါမှာအမြန်ဆန်သုံးလို့ရဖို့အတွက် keyboard shortcut 10မျိုးကိုကျွန်တော်ဒီဗီဒီယိုသင်ခန်းစာမှာပြပေးပါအောင်မယ်ပြီးခဲ့တဲ့သင်ခန်းစာမှာတော့ Windows မှာသုံးခဲ့တဲ့ keyboard shortcut 10မျိုးကိုပြောခဲ့တာပါအဲ့တော့ဒီသင်ခန်းစာကိုဆက်သွားရအောင်ပါ Okay အဲ့တော့ browser ကိုသုံးတဲ့အခါမှာကိုကအမြန်ဆန်သုံးနိုင်ဖို့အတွက်အရင်ဆုံး browser တွေကိုဝင်လိုက်မယ်ဝင်ပြီးတော့လို့ရှိရင်လက်ရှိရတော့ဒီမှာ new tab ရှိမယ်ဒီမှာ address bar ရှိမယ်ဒီနေရာမှာတော့ Google မှာသုံးလို့ရတဲ့ဟာလွယ်တကူသုံးလို့ရတဲ့ဟာရှိမယ်ဒါလေးတွေကတော့ကျွန်တော်တင်ထားတဲ့ဟာလေးတွေပေါ့နော် Okay အဲ့ဆိုလို့ရှိရင်ဒီ address bar နေရာမှာဒီပထမဆုံးဒီ new tab မှာပေါ့နော်ကျွန်တော်ရှာချင်တဲ့ကြောင်းအကောင့်တစ်ခုကိုကျွန်တော်ရိုက်လိုက်ပါမယ်ဥပမာ YouTube ကိုကြည့်ချင်တယ်ဆိုရင် www.youtube.com ရိုက်လိုက်မယ်ပြီးသွားပြီဆိုလို့ရှိရင်ဒါ YouTube နဲ့ပတ်သက်ပြီးတော့ကိုကြည့်ချင်တဲ့ video file ဖြစ်ဖြစ်တစ်ခုပေါ့နော်ကြည့်လို့ရသွားပြီ Okay ဒီထိက shortcut မပါသေးဘူးအဲ့တော့ဒီຢာကိုလည်းကျွန်တော်ဥပမာထားပါတော့ဒီကောင်လေးပေါ့နော်ဒါလေး YouTube ကိုလည်းခုသုံးနေပါဗျာသုံးနေရင်းနဲ့ Okay ဒါကိုတစ်ခုထားမယ်နောက်ထပ်အသစ်တစ်ခုလိုချင်တယ်ပေါ့နော်ဒါကိုလည်းမပိတ်ချင်ဘူးဟုတ်နော်အသစ်လိုချင်တယ်ဆိုလို့ရှိရင် new tab ခေါ်ဖို့အတွက်ဒီပုံမှန်ဆိုလို့ရှိရင်တော့ဒီအပေါင်းလေးကိုနှိပ်ပြီးတော့အဲ့ဒီလို new tab ခေါ်ပြီးတော့နောက်ထပ်တစ်ခုကိုကိုကသုံးလို့ရတာပေါ့နော်အဲ့တကယ်လို့အဲ့လိုကိုအပေါင်းလေးကိုနှိပ်ပြီးတော့မခေါ်ချင်ဘူးဆိုလို့ရှိရင်ခုပြောမယ်ပထမဆုံး keyboard shortcut အနေနဲ့ကcontrol ကိုဖိပြီးတော့ T ကိုနှိပ်လို့ရတယ် control T နှိပ်လို့ရှိရင်ဒီမှာတက်တစ်ခုအနေနဲ့ပေါ်လာလိမ့်မယ်အဲ့နေရာမှာကိုထပ်ရှာမယ် website တစ်ခုပေါ့နော်ခုနကဒီမှာ YouTube ကိုဖွင့်ခဲ့တယ်ဒီနေရာမှာတော့ကျွန်တော် Facebook ကိုကျွန်တော်ဖွင့်လိုက်မယ် www.facebook.com Okay ဒါမဲ့ဒီနေရာမှာကျွန်တော်ကကြတော့ဒီကျွန်တော်ဆက်ထဲမှာ Facebook ကကျွန်တော်ကောက်အောင်ထည့်တာဖြစ်တဲ့အတွက်ဒီမှာတစ်ခါတည်းတန်းပြီးတော့မြင်ရတာပေါ့နော်တကယ်လို့ကိုကဒီဆက်ထဲမှာ Facebook account ထည့်မထားဆိုရင်ကတော့သူ sign in တို့ log in တို့ဒီမှာလာပြလိမ့်မယ်နော် Okay ဒါတစ်ခုပေါ့နော် Okay နောက်တော့တစ်ခုထပ်လို့ကျွန်တော်ရှင်းခုနကလိုပါပဲဒီမှာအပေါင်းလေးကိုနှိပ်လို့ရတယ်လို့ keyboard ကနေ control T နှိပ်ပြီးတော့နောက်ထပ်တစ်ခုထပ်ပြီးတော့တက်တစ်ခုခေါ်လို့ရတယ်ပြီးထပ်ပြီးတော့ကိုရှာမဲ့ဟာတွေကိုလွယ်တကူရှာလို့ရတယ်ပေါ့နော်ဟိုမှာဒီတော့ဒီနေ့မှာ Google Flow ကိုရိုက်လိုက်မယ် GOOGLE Google FLOW Flow ရိုက်လိုက်မယ်ဗျာဟုတ်ပြီနော် Okay ဒါတစ်ခုပေါ့နော်ထားပါတော့ကိုရှာချင်တဲ့website ပေါ့အဓိကအဲ့လိုတက်တစ်ခုလို့ကျွန်တော်ရှင်း control T နှိပ်ပြီးတော့သုံးလို့ရပါတယ်အဲ့တော့ number 1အနေနဲ့ browser သုံးတဲ့အခါမှာ keyboard shortcut တစ်မျိုးက control T နှိပ်ပြီးတော့ဒီပေါ်မှာ tab တွေကိုအလွယ်တကူအသစ်တွေယူပြီးတော့သုံးလို့ရပါတယ် Okay ဒုတိယ shortcut keyboard shortcut အနေနဲ့ကအခုလိုယူပြီးတော့သုံးခဲ့တဲ့ဒီ tab တွေကိုမလိုချင်တော့လို့ရှိရင်ဘယ်လိုပြန်ပိတ်မလဲပေါ့နော်ပြန်ပိတ်မလဲဆိုလို့ရှိရင်ဒီမှာဒီချက်ချေက close button လေးကို mouse နဲ့နှိပ်လို့ရတယ်လို့ keyboard shortcut အနေနဲ့သုံးနေတယ်ဆိုရင်ကတော့ keyboard ကနေပြီးတော့ control ကိုဖိပြီးတော့ W ကိုနှိပ်လို့ရတယ်ဗျာ control W အဲ့ဆိုရင်ကိုခုနကဒီမှာ tab တစ်တွေယူပြီးတော့ခေါ်သုံးခဲ့တယ်ခုမလို့ကျွန်တော်ရှိရင် control W နှိပ်ပြီးတော့အဲ့ဒီ tab တွေကိုပြန်ပိတ်လို့ရတယ်အဲ့ဆိုရင်နံပါတ်1 keyboard shortcut က control W နှိပ်ပြီးတော့ tab တွေကိုပြန်ပိတ်တာခုနကပြောခဲ့တဲ့ shortcut က control T control T control T အဲ့ဒီလိုနှိပ်ပြီးတော့ဒီလို tab တစ်တွေကိုခေါ်ပြီးတော့သုံးလို့ရတယ်ဟုတ်ပြီနော် Okay အဲ့ပြန်နေပြန်ဖွင့်လိုက်မယ် www.facebook.com Okay ဒီတက်မှာတော့ Google Flow ပေါ့နော် GOOGLE Google Flow Okay ဒီတက်မှာကျွန်တော်ဒီမှာ mouse နဲ့ရွှေ့နေတော့ဆိုနော်ဒီတက်မှာတော့ဥပမာတခုမှမထည့်သေးဘူးထားလိုက်ပါတော့ဥပမာအဲ့ဆိုလို့ရှိရင်ကျွန်တော်ဒီမှာဒီတက်မှာတော့ဆိုပြီးတော့ဒီလို mouse နဲ့ကျွန်တော်နှိပ်ခဲ့တယ်မို့လားအဲ့လိုမပြောင်းညင်လို့ရှိရင်ခုနံပါတ်3 keyboard shortcut အနေနဲ့ပေါ်မှာရှိတဲ့ tab တစ်ခုနဲ့တစ်ခုပြောင်းတုံညင်လို့ရှိရင် control key ကိုဖိပြီးတော့ keyboard က tab key ကိုနှိပ်လို့ရတယ် control tab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  နားလည်မသိဘူးเนาะပေါ်ဒီညမှာလိုက်ကြည့်เนาะ control tab ဒီရောက်ပါပြီเนาะ control tab အဲ့ဒါ Facebook ဖြစ်သွားပြီ control tab အဲ့ဒါ Google Flow ဖြစ်သွားပြီနောက်တစ်ခု control tab ဆိုရင် new tab တစ်ခုဖြစ်သွားပြီဟုတ်ပြီနော်အဲ့ဆိုရင် shortcut 3ခုရှိသွားပြီပထမဆုံးတစ်မျိုးကဒီအပေါင်းလေးကိုမနှိပ်ချင်ရင် control D နှိပ်ပြီးတော့ tab တစ်တွေယူလို့ရတယ်ဒီ close button ကိုနှိပ်ပြီးမပိတ်ချင်ရင် control W နှိပ်ပြီးတော့ဒီ tab တွေကိုပိတ်လို့ရတယ်နောက်တစ်ခုက control tab ကိုနှိပ်ပြီးတော့တစ်ခုနဲ့တစ်ခုပြောင်းပြီးတော့သုံးလို့ရတယ်ဟုတ်ပြီနော် okay အဲ့ကျွန်တော်ပေါ်မှာ tab တွေကိုပြန်ပိတ်လိုက်မယ် control W control W control W okay အဲ့ဆိုရင်ခုလိုဖွင့်ရတဲ့ tab တွေကိုမှားပိတ်မိရထားပါတော့ဟုတ်ပြီနော်ကိုခုနကဖွင့်ခဲ့တဲ့ tab တွေကိုပြန်ပြီးတော့ဖွင့်နေတယ်ဆိုလို့ရှိရင်မှားပိတ်မိတာပြန်လုပ်ချင်တယ်ဆိုရင် keyboard ကနေပြီးတော့ control shift ကိုဖိပြီးတော့
T ကိုနှိပ်လို့ရတယ် control shift T control shift T control shift T တွေ့လာပြီနော်အဲ့ဒါခုနကကိုသုံးခဲ့တဲ့ဒါဆိုရင် Facebook ကနှစ်ခုတော့ပေါ်နေရနော်ကိုခုနပိတ်ခဲ့တဲ့ဟာတွေတော့ပြန်ပွင့်လာဆိုတော့လေဟုတ်ပြီနော်အဲ့ control shift T ကိုနှိပ်ပြီးတော့ကိုမှားပိတ်မိခဲ့တဲ့ tab တွေကိုကပြန်ပြီးတော့ဖွင့်လို့ရတယ်ပေါ့ okay အဲ့ဆိုလို့ရှိရင်နောက်တစ်ခုကျွန်တော်သွားမယ်ဗျာနောက်တစ်ခုကကျတော့လက်ရှိကိုမြင်နေရတဲ့မြင်ကွင်းပေါ့နော်ကိုမြင်နေရတဲ့ဒီမြင်ကွင်းကို view ကိုချက်ကျင်လို့ရှိရင် control ရဲ့အပေါင်းရဲ့နှိပ်လို့ရတယ် control အပေါင်း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 ဒီမှာတော့ဒီနေရာမှာမြင်နေရတဲ့ view ကျယ်ဝတွေ့လာမယ်နော်ဟုတ်ရနော်တွေ့ရနော် okay ပြန် short ကျင်တဲ့ဆိုရင်ကတော့ control အနှုတ် control အနှုတ် control အနှုတ်အဲ့လိုသေးလို့ရတယ်ပုံမှန်နေထားပြန်လို့ကျင်တဲ့ဆိုရင် control ရဲ့0ရဲ့နှိပ်ပြီးတော့ကိုကပုံမှန်မြင်နေရတဲ့မြင်ကွင်းတိုင်းပြန်ချုပ်လို့ရတယ်ဟုတ်ပြီနော် okay ဒါကကျတော့ zone ချုပ်တာ zone ချက်တာပေါ့နော်ဒီပေါ်တော့သုံးနေတဲ့အချိန်မှာပဲကိုကဒီမြင်ကွင်းလေးကိုချက်သုံးနေတယ်ဆိုရင် control အပေါင်းချုပ်နေလို့ဆိုရင် control minus ပုံမှန်တိုင်းဖြစ်ချင်တယ်ဆိုရင် control 0ကိုနှိပ်ပြီးတော့ပုံမှန်တိုင်းပြန်သုံးလို့ရတယ်ပေါ့ဟုတ်ပြီနော် okay အဲ့ဆိုနောက်တစ်ခုကျွန်တော်ထပ်ပြီးတော့သုံးမယ်နောက်တစ်ခုကျတော့ဒီမှာ control တက်နှိပ်ပြီးတော့ပြောင်းရမယ်နော် okay ပြောင်းပေါ်လို့ရှိရင်ကျွန်တော်ဒီနေရာမှာ Building your app on base 44. Describe it. ဒီနေရာမှာဗျာကြာနေမှာဆိုလို့ကျွန်တော်ဒါတော့မသုံးမဆွဲတော့ပါဘူးကျွန်တော်ဒီနေရာမှာဥမာ control တင်နေမယ်အသိယူလိုက်မယ်နော်ပြီးတော့မှ flower ရလိုက်မယ် FLOW ရ flower ပေါ့နော်ဒါတော့ပန်းလေးတစ်ခုပေါ့နော်ဥမာ image ကိုနှိပ်လိုက်မယ်နှိပ်ပေါ်လို့ရှိရင်ကျွန်တော်ဒီပုံလေးကိုအောက်ကိုနေဆင်းလိုက်ဗျာကျွန်တော်ဒီပုံလေးကိုသိညင်ထားပါတော့ဗျာဒီပုံလေးပေါ့ auto ချက်နှိပ်လိုက်မယ်နှိပ်လို့ပြီးသွားပြီဆိုလို့ရှိရင်အဲ့တော့နှိပ်ပြီးသွားလို့ရှိရင်သူကဒီပုံနဲ့ပတ်သက်လို့အပြည့်မြင်ရမှာပေါ့နော်ဒီမှာတော့မသွားသေးရနဲ့ okay line တိတ်မကောင်းဖြစ်နေဗျာအဲ့တော့ဒီပုံလေးပေါ်မှာ right click နှိပ်လိုက်မယ်နှိပ်ပေါ်လို့ရှိရင်ဒီမှာ save image as ဆိုတာရှိတယ်ဟုတ်ပြီနော်ပြီးသွားရင်ကတော့ဒီမှာ download ပြတယ် save ပေါ့နော်သိမ်းလို့ပြီးသွားပြီဒီမှာလာပေါ်နေတယ်အဲ့တော့အဲ့လိုလေးပေါ်အောင်မလို့ခြင်းမို့ကိုကဒီ download ဆွဲခဲ့တဲ့ file တွေကိုပြန်ပြီးတော့ကြည့်ကျင်တယ်ဆိုလို့ရှိရင်ဒါလက်ရှိနောက် shortcut တစ်ခုနော် download ဆွဲခဲ့တဲ့ file တွေကိုပြန်ကြည့်ကျင်တယ်ဆိုရင် keyboard ကနေ control J ကိုနှိပ်ပြီးတော့အဲ download ဆွဲခဲ့တဲ့ file တွေကိုပြန်ပြီးတော့အလွယ်တကူကြည့်လို့ရတယ်။ဟုတ်ပြီနော် shortcut ကပါလဲ control J ဟုတ်ပြီနော်အဲ့ဆိုရင်ခုတိရမလားမသိဘူးဗျာအဲ့ဆိုရင်ပထမဆုံးပြောခဲ့တာကျွန်တော်ပြန်ပြောမယ်နော် control T ကဒီ tab တွေကိုအသိယူတာ control W ကကိုဖွင့်သုံးနေတဲ့ tab ကိုပြန်ပိတ်တာ sorry နောက်တစ်ခုက control tab key ကိုသုံးလို့ရှိရင်ပေါ်မှာရှိတဲ့ tab ကိုဖွင့်သုံးနေတဲ့ tab တွေကိုအမြန်ပြောင်းပြီးတော့သုံးတာပေါ့နော် okay နောက်တစ်ခု control D sorry control ခုနကသုံးခဲ့တဲ့ control J ပေါ့နော် control J ဆိုလို့ရှိရင် download ဆွဲခဲ့တဲ့ file ကိုအမြန်ပြန်ကြည့်ဖို့အတွက်ပေါ့နော်အဲ့လိုချိန်မှာသုံးတယ် okay အဲ့တော့ဒီမှာရေးကြတယ်ခုပြောပြမယ်လက်ရှိကျွန်တော်ဒီပုံလေးတွေကိုသုံးနေပေါ့နော်သုံးနေတဲ့အချိန်မှာဒီ address bar ကိုကိုကအမြန်ရောက်ချင်တယ်ဆိုလို့ရှိရင် keyboard ကနေပြီးတော့ control L ကိုနှိပ်ပြီးတော့ကိုအဲ့ address bar ကိုအမြန်သွားလို့ရတယ်ပြီးတော့မှကိုထပ်ရှာမဲ့အကြောင်းအရာတွေကိုဒီမှာရှာပြီးတော့သုံးလို့ရတယ်ပေါ့sorry ဒီမှာတွဲပါအောင်နော် control L computer ပေါ့နော် CMPUD ရ computer okay ဟုတ်ပြီနော်အဲ့ဆိုလို့ရှိရင် address bar ကိုအမြန်သွားချင်လို့ရှိရင် control L ကိုနှိပ်ပြီးတော့အမြန်သွားလို့ရပါတယ်ပြီးတော့မှကိုရှာချင်တဲ့ page တွေကိုအမြန်sorry website တွေကိုအမြန်ဖွင့်သုံးပြီးတော့သုံးလို့ရသွားပါလိမ့်မယ် okay အဲ့ဆိုလို့ရှိရင်ကျွန်တော်ဒီသင်ခန်းစာမှာတော့ဒီအကြောင်းအထိပဲကျွန်တော်တက်ထားလိုက်ပါမယ်နည်းနည်းလေးမြန်သွားမလားတော့မသိဘူးဖြည်းဖြည်းချင်းလေးကြည့်ပြီးတော့အလွယ်တကူအမြန်သုံးနိုင်ပါသေးဗျာနော် okay အားလုံးကိုကျေးဇူးတင်ပါတယ်